ကျွန်တော်တင်မို့ရောက်ထဲကဘာကြောင့်ဗီဒီယိုတွေမတင်ပြတော့တာလဲဆိုတော့ပေါ့နော်အဓိကကတော့အင်တာနက်ပေါ့နော်အင်တာနက်မရဘူးအင်တာနက်မရအောင်ဆိုတာတက်အင်တာနက်ကဝယ်သုံးရတယ်ပြဿနာပေါ့နော်အင်တာနက်ဝယ်သုံးရတယ်ပေါ့နော်ဝယ်သုံးရတယ်ပြီးတော့တင်မို့မှာဒီကျွန်တော်လုပ်တဲ့ကျွန်တော်တို့ဒီမှာလုပ်တဲ့ working money ပေါ့နော် working money ရတယ် working money တစ်လောက်20 30ရတယ်အဲ့ပတ်စံကလည်းကျွန်တော် cash မရဘူးပေါ့နော်ပြီးတော့ internet ကလည်းကျွန်တော် cash ပေးရတာဆိုတော့အဲ့ Starlink ပေါ့နော်ဆိုတော့အဓိကအဲ့ပြဿနာပေါ့ပြီးတော့တကြီးကလည်းတိတ်မကောင်းဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ဒီတင်မို့ရောက်တဲ့ဗီဒီယိုကိုတင်ပြတာပေါ့နော်ဆိုတော့အဓိကအဲ့ဒါပေါ့နော်ဆိုတော့ဒီကတော့ပြောရင်တော့အများကြီးပေါ့နော်ဒီ internet ကမရတဲ့အကြောင်းရင်းကပုံမှန်တင်မို့မှာ 1K တင်မို့ပုံမှန် 1K ပေးတယ်ဒါပေမဲ့ကျွန်တော်ကဒီ Starlink ဝယ်သုံးရတာပေါ့နော် Starlink ကတကယ် 1.2 ပေါ့နော် 1.2 Starlink ကအရင် data စားတယ်ပေါ့နော်ကျွန်တော်ပထမK20 ဝယ်တယ်ဒါပေမဲ့အဲ့ TikTok တစ်ခါသုံးလိုက်ရင် gig ကတစ်ခါသုံးရင် 2K 3K လောက်ကုန်တယ်ဆိုတော့ဗီဒီယိုတင်ဖို့အဆင်မပြေဘူးပေါ့နော်ပြီးတော့တစ်လောက်ဒေါ်လာ30ကိုဝယ်သုံးရင်ဆိုရင်25 gig ပေါ့25 gig ကိုဒေါ်လာ30ဆိုရင်ကိုရတဲ့ working money နဲ့ကိုသုံးတာနဲ့တိတ် balance မဖြစ်ဘူးပေါ့နော်ဆိုတော့အဲကြောင့်နောက်ပိုင်းဗီဒီယိုတိတ်မတင်ပြတာပေါ့နော်ဆိုတော့အဓိကဗီဒီယိုမတင်ပြတဲ့အကြောင်းအဓိကပေါ့နော်အဲဒီဘက်မှာလည်းဒီချာ outside ချာဘာမှမရဘူးပေါ့နော်ချာဒီကိုယ့်ရဲ့ဒီခုန cash ကျွန်တော်လာစားရတစ်လားတရာထုတ်တာလွယ်လို့ကျန်တဲ့ပတ်စံကဘာမှပြင်မှာ cash မရဘူးပေါ့နော် cash လေးမရဘူးပြီးတော့တစ်ခုဝယ်မယ်ဆိုလည်း cash ဝယ်ရတယ်စလိပ်ဖြစ်ပြီးရဖြစ်ပေါ့နော်ပြီးတော့ internet ဆိုလည်းအားလုံးကဝယ်သုံးက cash ပေးရဆိုတော့ cash money cash ထုတ်ထားတယ်ကျွန်တော်လာစားထုတ်တဲ့100နဲ့ပဲဝယ်ရတာဆိုတော့တခြားရတဲ့ working money တို့ပတ်စံတွေကုန်တော့ဒီတလားစားဝင်သွားတာပေါ့လားစားဝင်တော့ဒီပေါ်မှာအဲ့ပတ်စံ cash လေးမရဘူးတခြား match money တို့ဘာလို့ပေါ့တခြားဘာမှလည်းမရဘူးဆိုတော့အဓိကပြဿနာအဲ့ဒါပေါ့နော်ပြီးတော့ကိုရရဲ့လာစားနဲ့ဒီ internet ကိုအဲ့လိုအများကြီးဝယ်သုံးဖို့ကြတယ်သိစင်မပြေဘူးဒီဆိုတော့အားကြောင့်ဒီဗီဒီယိုသိမတင်ပြတာပေါ့နော်ဆိုတော့အဓိကတင်မောရောက်လေးကဗီဒီယိုမတင်ပြတာပထမကိုယ့်အရင်ထွက်လာတဲ့မှန်းတာပေါ့နော်တင်မောရောက်တော့အဲ့လိုဒီဗီဒီယိုတင်ပေးပါညာပေါ့နော်နောက်ပိုင်းတင်မောကလည်းဒီကြောက်ဒီကြောက်ချရတာဆိုတော့အဓိကလည်းဖြစ်သွားတာပေါ့နော်ဗီဒီယိုဆိုတာတစ်ခေါက်တက်ပြီးတော့session ထိပြီးတော့ဖြစ်သွားတော့ဗီဒီယိုမတင်ပြတာဒီကတော့ဗီဒီယိုမတင်ပြတဲ့အကြောင်းအရာတော့အဲ့ဒါပေါ့နော်ဆိုတော့ပြန်လာရင်လည်းနီးပြီဆိုတော့ဗီဒီယိုတွေဆက်တင်မယ်ပေါ့နော်ပြန်ရတော့ဗီဒီယိုဆက်တင်မယ်အရင်လိုပဲပေါ့နော် Okay ပါ thank you ပါ bye bye